ဇလန်းအစမှာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကရှုဝမ်ဝူလို့ခေါ်တဲ့လူတစ်ယောက်ဟာလျှို့ဝှက်ဆန်းပြတဲ့လက်ကွင်း10ကွင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရပါတယ်။ဒီလက်ကွင်းတွေဟာသူ့ကိုနတ်ဖျားတစ်ပါးလိုအစွမ်းတတိနဲ့မတိမျိုးသက်ကိုပေးစွမ်းနိုင်တဲ့ရှေးဟောင်းလက်နက်ဆန်းတွေဖြစ်ကြပါတယ်။ဒါပေမဲ့သူဟာဒီအစွမ်းကိုကောင်းမွန်တဲ့နေရာမှာမသုံးဘဲအာဏာနဲ့နယ်မြေချက်ထွင်ဖို့ဆွဲလန်းလာခဲ့ပါတယ်။အာဏာမက်မောတဲ့စိတ်ကြောင့်ပဲသူဟာ10ကွင်းအဖွဲ့ဆိုတဲ့စစ်တပ်တစ်ခုကိုတီထောင်ပြီးရာစုနှစ်ပေါင်းများစွာတလျှောက်တိုင်းနိုင်ငံတွေကိုတိမ့်ပိုက်တာအစိုးရတွေကိုဖြုတ်ချတာတွေလုပ်ခဲ့ပါတယ်။သူဟာရာစုနှစ်ချီပြီးအာဏာနဲ့စီးစိမ်နောက်ကိုမရက်မနာလိုက်လံရှာဖွေခဲ့ပါတယ်။တနေ့မှာတော့သူဟာပုံမိုကြီးမားတဲ့အစွမ်းတတ္တိတွေရှိတဲ့ဒါလို့ခေါ်တဲ့လျှို့ဝှက်ဆန်းပြတဲ့ရွာတစ်ရွာအကြောင်းကြားသိခဲ့ရပါတယ်။ဒီမျက်မှောက်မမြင်နိုင်တဲ့ရွာလေးဟာမော်ဒန်တောနက်ကြီးတွေထဲမှာပုံကွယ်နေတယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီရွာကလူတွေဟာနတ်ဖျားတွေရဲ့ရှေးဟောင်းကိုခံပညာတွေကိုအခုထိလေ့ကျင့်နေကြဆဲဖြစ်ပြီးဒဏ္ဍာရီလာတရဝတွေလည်းကျင်းလဲကျက်စားရမည်ဖြစ်တယ်လို့ဆိုကြပါတယ်။ဝမ်ဝူဟာဒီအစွမ်းကိုအရယူဖို့သူ့လူတွေကိုခေါ်ပြီးထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့တောအုပ်ကမော်ဒန်အတက်တွေနဲ့လမ်းမအောင်လှုပ်ထားတဲ့အတွက်ခရီးစဉ်အတွင်းသူတို့စီးလာတဲ့ကားဟာ6နက်ကြီးရဲ့ပြုတ်ကျသွားခဲ့ပါတယ်။အခြားလူတွေဒုက္ခရောက်နေချိန်မှာဝမ်ဝူကတော့လက်ကွင်းတွေရဲ့အစွမ်းနဲ့အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။သူဟာလက်မလျှော့ပဲဆက်ရှာဖွေရာကနေတာလိုရွာရဲ့အဆောင်ရှောက်ဖြစ်တဲ့ရင်လီနဲ့ဆုံတွေ့ခဲ့ပါတယ်။ဝမ်ဝူကရွာသွားမဲ့လမ်းကိုမေးပေမဲ့ရင်လီကညှင်းဆန်ပြီးဒီနေရာမှာမင်းလိုလူမျိုးအတွက်နေရာမရှိဘူးလို့ပြောခဲ့ပါတယ်။ဒီကနေစကားများရာကနေတိုက်ပွဲဖြစ်ပွားခဲ့ပြီးရင်လီဟာတာလိုရဲ့လျှို့ဝှက်အစွမ်းတွေကိုတုံးပြီးဝမ်ဝူကိုအလွယ်တကူပဲအနိုင်ယူခဲ့ပါတယ်။ရန်သူတွေဖြစ်ကြပေမဲ့မမျှော်လင့်ပဲသူတို့နှစ်ယောက်ချစ်ကြိုက်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့လက်ထပ်ခဲ့ကြပြီးရှန်ချီနဲ့ရှာလင်းဆိုတဲ့တာသမီ2ယောက်ထုံးကားခဲ့ပါတယ်။ဝမ်ဝူဟာသူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ်တကယ်မိသားစုဘဝကိုရရှိခဲ့တာကြောင့်ရက်ဆက်ကြမ်းကြုတ်တဲ့လမ်းဟောင်းကိုဆွန့်လွတ်ပြီးလက်ကွင်းတွေကိုတစ်တာတဲ့ထဲသိမ်းပိတ်လောင်ကအေဂျင့်တဲ့ဘဝကိုရွေးချယ်ခဲ့ပါတယ်။တနေ့မှာရှန်ချီကသူ့အမေကိုအဲ့ဒီလောက်အစွမ်းထက်တဲ့သူကိုဘလို့နိုင်အောင်တိုက်ခဲ့တာလဲလို့မေးတဲ့အခါအမေဖြစ်သူကတာလိုရွာသားတွေကိုကြီးမြတ်တဲ့နဂါမင်းကကောင်းချီးပေးထားတာဖြစ်ပြီးအဲ့ဒီမော်အစွမ်းကထူးခြားတဲ့စွမ်းရည်တွေကိုပေးစွမ်းနိုင်တာလို့ရှင်းပြခဲ့ပါတယ်ပြီးတော့ရှန်ချီကိုဆွဲကြိုးတကွင်းပေးရင်ဘဝမှာလမ်းပြောင်းနေတယ်လို့ခံစားရတဲ့အခါတိုင်းဒီဆွဲကြိုးကအိမ်ပြန်လန်းကိုလမ်းညွှန်ပေးလိုက်မယ်လို့ပြောပြီးအမြဲဆောင်ထားဖို့မှာကြားခဲ့ပါတယ်မိသားစုဟာတခဏတာပျော်ရွှင်စွာနေထိုင်ခဲ့ကြပေမဲ့တနေ့မှာတော့ဝမ်ဝူအပြင်သွားနေတော့တန်မဏိကိုင်းဟန်ကန်ကလူတွေလာရောက်တိုက်ခိုက်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်တွေကဝမ်ဝူဟာဒီကိုင်းကိုအမြင့်ပြတ်ချေမှုစူးစမ်းခဲ့မှုတာကြောင့်အခုကလဲစားလာချေကြတာဖြစ်ပါတယ်ယင်လီဟာသားသမီးတွေကိုအိမ်ထဲအမြန်လွတ်ပြီးရန်သူတွေကိုတယောက်တည်းရင်ဆိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူမဟာတာမန်ဘဝကိုရွေးချယ်ခဲ့တာကြောင့်အစွမ်းတွေမရှိတော့ပါဘူးအစွမ်းမရှိတဲ့အတွက်မိမိကိုယ်ကိုမကာကွယ်နိုင်ပဲအသက်ဆုံးရှုံးခဲ့ရပါတယ်ဝမ်ဝူအိမ်ပြန်ရောက်လို့ဇနီးတဲ့ရဲ့အသက်မဲ့နေတဲ့ရုပ်လောင်းကိုမြင်တဲ့အခါရင်ခွဲမတက်ခံစားခဲ့ရပါတယ်ဝမ်းနည်းမှုနဲ့ဒေါသတွေလွှမ်းမိုးသွားတဲ့ဝမ်ဝူဟာလက်ကွင်းတွေကိုပြန်ဝစ်ဆင်ပြီးရက်ဆက်ကြမ်းကြုတ်တဲ့ကလဲစားချေမှုကိုစတင်ခဲ့ပါတယ်ပြီးတော့တားဖြစ်သူရှန်ချီကိုငငယ်လေးကလေးကတိုင်းပညာတွေပြင်းပြင်းထန်ထန်သင်ကြားပေးပြီးနှစ်အနည်းငယ်အတွင်းမှာပဲကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတဦးဖြစ်လာစေခဲ့ပါတယ်ရှန်ချီအသက်14နှစ်ရောက်တဲ့အခါဖခင်ဖြစ်သူကတန်မဏိကိုင်းကောင်းဆောင်ကိုလှုပ်ကြံမှုတာဝန်ပေးခဲ့ပါတယ်အမေကိုတတ်ခဲ့တဲ့တရားခံကိုတွေ့ပြီးဖြစ်လို့တက်ပစ်ဖို့ဟာတားတယောက်ရဲ့တာဝန်နဲ့အခွင့်အရေးပဲလို့ပြဟုတ်ခဲ့ပါတယ်ဒီတာဝန်ပြီးလို့ပြန်လာရင်10ကွင်းအဖွဲ့ဟာပြန်လည်အင်အားကြီးမားလာပြီးကဘာကြီးကသူတို့ရှိမှဒူးထောက်ရလိမ့်မယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့ရှန်ချီဟာလုပ်ငန်းစဉ်ပြီးမြောက်သွားတဲ့အခါအိမ်ပြန်မလာတော့ပဲဆန်ဖရန်စစ္စကိုမြို့ကိုထွက်ပြေးသွားခဲ့ပါတယ်စိတ်ထဲမှာသူလုပ်ခဲ့တာမှန်မှန်သိနေလို့ပါပဲသူဟာနာမည်ကိုရှောင်းလို့ပြောင်းလဲပြီးအတိတ်ကိုမေ့ပစ်ဖို့ကြိုးစားခဲ့ပါတယ်ဇလန်းဟာလက်ရှိကာလကိုရောက်ရှိလာပါတယ်ရှန်ချီဟာမနက်စောစောနိုးပြီးတငယ်ချင်းဖြစ်သူကေတီရဲ့အိမ်ကိုသွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာ10နှစ်ကြာခင်မင်လာခဲ့တဲ့တငယ်ချင်းတွေဖြစ်ပြီးအခုတော့ဟိုတယ်စားတောက်ဆိုင်တွေမှာကားပါကင်ထိုးပေးရတဲ့အလုပ်ကိုအတူတူလုပ်ကိုင်နေကြပါတယ်တနေ့မှာသူတို့နှစ်ယောက်အလုပ်သွားဖို့ဘတ်စကားစီးလာတော့10ကွင်းဖွဲ့ဝင်တွေကရုတ်တရက်လာရောက်တိုက်ခိုက်ပါတော့တယ်သူတို့ဟာရှန်ချီရဲ့လေပင်မှာဆွဲထားတဲ့ဆွဲကြိုးကိုလူယူဖို့လာကြတာဖြစ်ပါတယ်ဒါဟာသူ့အမေရဲ့နောက်ဆုံးမှတ်တရားဖြစ်လို့ရှန်ချီကမပေးဘဲခုခံတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီနောက်လာဇာဖစ်လို့ခေါ်တဲ့လက်မောင်မှာဓာတ်ကတ်ထားတဲ့10ကွင်းအဖွဲ့ရဲ့အနေရရှိဆုံးစစ်တီတော်ကဝင်တိုက်ပါတယ်ရှန်ချီကရှောင်တိန်နိုင်ခဲ့ပေမဲ့လာဇာဖစ်ရဲ့တစ်ချက်ကြောင့်ဘတ်စကားရဲ့ break ပြတ်သွားပြီးကားမောင်းသူလည်းသတိလစ်သွားပါတယ်ကေတီကကားစကီယာရင်ကိုဝင်ထိန်ပေးထားရပြီးရှန်ချီကတော့ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်တိုက်ပွဲအတွင်းကားဟာနှစ်ပိုင်းပြက်လူနီးပါးဖြစ်သွားတဲ့အတွက်ရှန်ချီကခရီးသည်တွေကိုရှေ့ပိုင်းစီရွှေ့ပေးခဲ့ပြီးရန်သူကိုကားနောက်ပိုင်းစီတွန်းထုတ်ကားနောက်ပိုင်းကိုဖြုတ်ချလိုက်ပါတယ်ဒါပေမဲ့လာဇာဖစ်ဟာဆွဲကြိုးကိုတော့လူယူသွားနိုင်ခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါရှန်ချီဟာမကာအိုကိုသွားဖို့ပြင်ဆင်ပါတယ်သူ့အမေဟာဒီလိုဆွဲကြိုးမျိုးကိုသူ့ညီမစီလဲပေးခဲ့တာကြောင့်10ကွင်းအဖွဲ့ဟာသူ့ညီမနောက်ကိုဆက်လိုက်မယ်ဆိုတာသူသိနေလို့ပါကေတီကဘာတွေဖြစ်နေတာလဲလို့မေးတဲ့အခါရှန်ချီကတိုက်ခိုက်တဲ့လူတွေဟာသူ့အဖေလွတ်လိုက်တာဖြစ်ပြီးညီမဖြစ်သူအန်ရရှိနေလို့တွားခဲ့ရမယ်လို့ပြောပြပါတယ်ကေတီကလည်းအတူလိုက်ခဲ့မယ်လို့ဆွညင်းပါတယ်သူတို့မကာအိုကိုပြန်တန်းလာတဲ့လန်ခီမှာရှန်ချီကသူ့အတိတ်ကိုပြောပြခဲ့ပေမဲ့အမေအတွက်ကလဲစားချေတဲ့တာဝန်ကိုမပြီးမြောက်ခဲ့ဘူးလို့တော့လိန်ညာပြောဆိုခဲ့ပါတယ်ရောက်တဲ့အခါသူတို့ဟာညီမဖြစ်သူပို့ထားတဲ့ပိုးစကတ်ပါလိပ်စာအတိုင်းမြေအောက်လက်ဝဲကလပ်တစ်ခုကိုတွားခဲ့ကြပါတယ်အပေါ်ထက်ကိုတက်သွားတဲ့အခါရှန်ချီဟာစာချုပ်တစ်ခုမှာလိန်နဲ့လက်မှတ်ထိုးခိုင်းခြင်းခံရပါတယ်ကားပေါ်ကတိုက်ပွဲဗီဒီယိုဟာလူမှုကွန်ရက်မှာနာမည်ကြီးနေတာကြောင့်ဒီအဖွဲ့အစည်းကဒါကိုမှလောင်းကစားပွဲအဖြစ်တိုက်ရိုက်ထုတ်လွှင့်ဖို့
စီစဉ်တာဖြစ်ပါတယ်ရှန်ချီကွင်းထဲရောက်တဲ့အခါသူ့ရဲ့ပြိုင်ဘက်ဟာသူ့ညီမရှာလင်ဖြစ်နေတာကြောင့်အံ့ဩသွားပါတယ်ညီမဖြစ်သူကသူ့ကိုအတော်လေးဒေါသထွက်နေပါတယ်ခီးမထွက်ခင်က3 ရက်အတွင်းပြန်လာမယ်လို့ကတိပေးပြီးဘယ်တော့မှပြန်မလာခဲ့လို့ပါပဲအာခါဒတွေကြောင့်ရှာလင်ဟာရှန်ချီကိုအပြင်းထန်တိုက်ခိုက်ပြီးပွဲမှာအနိုင်ရသွားပါတယ်ပွဲအပြီးမှာရှာလင်ကဘာလာလောက်တာလဲလို့မေးတဲ့အခါရှန်ချီက10ကွင်းအဖွဲ့ကသူ့ဆွဲကြိုးကိုလူသွားပြီးညီမဖြစ်သူရဲ့ဆွဲကြိုးကိုလည်းလာလူလိုက်မယ်အဖေဟာတခုခုမကောင်းတာကြံစည်နေတယ်လို့ရှင်းပြပါတယ်ရှာလင်ကအမိုကိုလိုအပ်နေတဲ့အချိန်တုန်းကပြစ်ထားခဲ့ပြီးအခုမှလာမပြောနဲ့ငါဘဝကိုငါဘာသာတိဆောက်ထားတာလို့ပြောပါတယ်ရှန်ချီကဒါဆိုဘာလို့ပို့စကတ်ပို့ခဲ့တာလဲလို့မေးတော့ရှာလင်ကငါမပို့ဘူးလို့ပြန်ဖြေပါတယ်အဲ့ဒီတော့မှဒါဟာဖခင်ဖြစ်သူရဲ့ထောင်ချောက်မှန်းရှန်ချီရိပ်မိသွားပါတယ်အဲ့ဒီအချိန်မှာအားပဲ10ကွင်းတပ်ဖွဲ့ဝင်တွေရုတ်တရက်ဝင်ရောက်တိုက်ခိုက်လာပါတော့တယ်ရှာလင်ကသူ့လူတွေနဲ့လွတ်အောင်ပြေးပြီးရှန်ချီနဲ့ကေတီတို့ကိုထားရစ်ခဲ့ပါတယ်လွတ်မြောက်ဖို့အတွက်ရှန်ချီဟာအဆောက်အုံရဲ့မှန်နေရန်ကိုရိုက်ခွဲပြီးဝါလုံးညမ်းတွေပေါ်ကနေဖြတ်ပြေးကကေတီကိုကယ်တင်ခဲ့ပါတယ်နောက်တော့မောင်နှမ2ယောက်စလုံး10ကွင်းတပ်ဖွဲ့ကိုအတူတူပြန်လည်ရင်ဆိုင်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့10ကွင်းအဖွဲ့ရဲ့အန္တရာယ်ရှိဆုံးစစ်တီတော်ဒက်တီလာရောက်လာပြီးရှာလင်ရဲ့ဆွဲကြိုးကိုလူယူကထွက်ပြေးသွားပါတယ်ရှန်ချီကလိုက်လံတိုက်ခိုက်ပြီးအတိတ်ကသူ့ကိုနှိပ်စက်ခဲ့တဲ့အတွက်ဒေါသတကြီးအပြင်းထန်လက်တုံ့ပြန်ပါတယ်တက်ခါနီးအချိန်မှာဖခင်ဖြစ်သူဝမ်ဝူရောက်လာပြီးတားဆီးခဲ့ကတားဖြစ်သူကိုလွမ်းဆွတ်နေခဲ့ကြောင်းပြောပါတယ်အားလုံးကို10ကွင်းအဖွဲ့ချုပ်အခြေစိုက်စခန်းစီခေါ်ဆောင်သွားခဲ့ပါတယ်စခန်းရောက်တော့အဖေဖြစ်သူကသူတို့မောင်နှမကိုအခန်းတစ်ခုထဲခေါ်သွားပြီးအမေဖြစ်သူယင်လီဟာမတည်သေးပဲတာလိုရွာကတောင်တွေထဲကလှုပ်ဝက်တကားကြီးရဲ့နောက်ွယ်မှာအချင်းချခံထားရတယ်သူစီကိုအမေရဲ့ကူညီပါဆိုတဲ့အတန်တွေကြားနေရတယ်လို့ရှင်းပြပါတယ်ရှန်ချီကမယုံကြည်ပါဘူးဝမ်ဝူကဆွဲကြိုးနှစ်ကွင်းကိုငကားရုပ်တုရဲ့မျက်လုံးတွေထဲထည့်လိုက်တဲ့အခါရေတွေထွက်လာပြီးခဲသွားကတာလိုရွာကိုသွားမဲ့လှုပ်ဝက်မြေပုံထွက်ပေါ်လာပါတယ်တာလိုရွာကိုသွားမဲ့လမ်းဟာမျက်လက်တော်အုပ်ကြီးဖြစ်ပေမဲ့တစ်နှစ်မှတစ်ချိန်ပဲလမ်းပွင့်တာဖြစ်ပြီးအခုအချိန်ကျပြီဖြစ်လို့ဇနီးတဲ့ကိုတွားကဲမယ်တားဆီးတဲ့သူရှိရင်တာလိုရွာတစ်ခုလုံးကိုပြကြအောင်လုပ်ပစ်မယ်လို့ဝမ်ဝူကပြောပါတယ်ရှန်ချီကစိတ်ကူးရင်မနေဘူးတားဆီးတာကြောင့်ဒေါသထွက်ပြီးသူတို့မောင်နှမနဲ့ကေတီတို့ကိုထောင်ထဲထည့်ပိတ်လိုက်ပါတယ်ထောင်ထဲမှာသူတို့ဟာ Trevor Slattery လို့ခေါ်တဲ့တရုတ်ဆောင်တစ်ယောက်နဲ့တွားဆုံပါတယ်သူဟာအရင်ကအကြမ်းဖက်သမားအဖြစ်တရုတ်ဆောင်ရာကနေအဖမ်းခံရပြီးဝမ်ဝူကတပ်ဖို့ခေါ်လာတာဖြစ်ပေမဲ့ဖျော်ဖြေမှုတွေလုပ်ပေးလို့အသက်ချမ်းသာရနေသူဖြစ်ပါတယ်အဲ့ဒီနောက်ခေါင်းမပါတဲ့ဒဏ္ဍာရီလာတတဝါလေးမော်ရစ်နဲ့ဆုံတွေ့ခဲ့ပြီးမော်ရစ်ကတာလိုရွာသားဖြစ်တဲ့အတွက်တောအုပ်ထဲကလမ်းမှန်ကိုလမ်းညွှန်ပေးနိုင်တယ်လို့သိရပါတယ်သူတို့ဟာလှုပ်ဝက်ဦးမြင်လိုင်ကောင်းကနေတဆင့်ကားတစ်စီးကိုခိုးစီးပြီးစခန်းကနေထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်မော်ရီရဲ့လမ်းညွှန်မှုနဲ့တောအုပ်ထဲကလမ်းမတွေကိုရှောင်ကွင်းပြီးရေတံခွန်တစ်ခုစီရောက်လာကြပါတယ်။ရေတံခွန်ထဲဝင်လိုက်တဲ့အခါရေတွေခဲသွားပြီးတာလိုရွာကိုရောက်ရှိသွားပါတယ်။ရွာသားတွေကအစမှတိုက်ခိုက်ပေမဲ့ရင်လီရဲ့ညီမရင်နန်းကရောက်လာပြီးတာစီကဝမ်းသာအားရကြိုးဆိုခဲ့ပါတယ်။ဒေါ်လေးဖြစ်သူရင်နန်းကမင်းတို့အဖေကြားနေရတဲ့အတန်ဟာမင်းတို့အမေမဟုတ်ဘူး။အဲ့ဒီနောက်ွယ်မှာပိတ်လောင်ခံထားရတဲ့ဝိညာဉ်စားမော်ဘီလူကြီးကလှည့်စားပြီးတကားဖွင့်ခိုင်းနေတာလို့ရှင်းပြပါတယ်။လက်ကွင်းတစ်ဆက်ကွင်းရဲ့အစွမ်းနဲ့ပဲဒီတကားကိုဖျက်ဆီးနိုင်တာမို့မကောင်းဆိုးဝါးတွေကဝမ်ဝူကိုအတုံးချနေတာဖြစ်ပါတယ်။အဲ့ဒီနောက်ရွာသားတွေနဲ့အတူရှန်ချီတို့ဟာမကောင်းဆိုးဝါးကိုရင်ဆိုင်ဖို့တာလိုရဲ့ငကားကြီးခွန်နဲ့လှုပ်ထားတဲ့လက်နက်တွေကိုကင်ဆောင်ပြီးစီရေးလေ့ကျင့်ကြပါတယ်။ကေတီလည်းလေးတက်ကိုတင်ယူပါတယ်။နောက်တနေ့မနက်မှာဝမ်ဝူနဲ့10ကွင်းတပ်ဖွဲ့ရောက်လာပြီးတိုက်ပွဲစတင်ပါတော့တယ်ဝမ်ဝူကတကားကြီးကိုတွားဖြက်စီးချိန်မှာရှန်ချီကတားဆီးခဲ့ပါတယ်တားအဖ2ယောက်ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပြီးဝမ်ဝူရဲ့အပြင်းထန်တိုက်ခိုက်မှုကြောင့်ရှန်ချီဟာရေကန်နဲ့ပြုတ်ကျသွားခဲ့ပါတယ်ဝမ်ဝူကတကားကြီးကိုလက်ကွင်းတွေနဲ့စက်တိုက်ထုရိုက်တဲ့အတွက်တကားအကွယ်ပြီးဝိညာဉ်စားကောင်းငယ်လေးတွေထွက်လာကလူတွေရဲ့ဝိညာဉ်ကိုစုပ်ယူပြီးအကောင်ကြီးစီပို့ဆောင်ကြပါတယ်အခြေအနေမဟန်တော့တာကြောင့်10ကွင်းအဖွဲ့ကလားစာဖြစ်စလေရွာသားတွေနဲ့ပူးပေါင်းပြီးမကောင်းဆိုးဝါးတွေကိုငကားကြီးခွန်လက်နက်တွေနဲ့ပြန်လည်တိုက်ခိုက်ကြပါတယ်ရေထဲပြုတ်ကျသွားတဲ့ရှန်ချီဟာအမေရဲ့စကားတွေကိုပြန်လည်သတိရပြီးမိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့နိုးထလာတဲ့အခါရေကန်အောက်ခြေကကြီးမြတ်သောအဆောင်ရှောက်ငကားမင်းနိုးထလာပြီးရှန်ချီကိုကယ်တင်ခဲ့ပါတယ်ရှန်ချီဟာငကားကိုစီးပြီးဝမ်ဝူကိုတွားရောက်တာစီးပါတယ်အမေတင်ပေးခဲ့တဲ့တိုင်းကွက်တွေနဲ့ဖခင်ရဲ့လက်ကွင်း၅ကွင်းကိုမိမိစီရောက်အောင်ဆွဲယူနိုင်ခဲ့ပြီးနောက်ဆုံးမှာလက်ကွင်းတစ်ဆက်ကွင်းလုံးကိုရှန်ချီကအပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဖခင်ကိုမတက်ဘဲလက်ကွင်းတွေကိုဖယ်ရှားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတကားကြီးပွင့်ထွက်သွားပြီးမကောင်းဆိုးဝါးအကောင်ကြီးထွက်လာကရှန်ချီကိုတိုက်ခိုက်ပါတယ်ဝမ်ဝူဟာတားဖြစ်သူကိုကယ်တင်ဖို့လက်ကွင်းတွေကိုရှန်ချီစီလွှဲပြောင်းပေးခဲ့ပြီးသူ့ရဲ့ဝိညာဉ်ကိုတော့မကောင်းဆိုးဝါးကြီးကစုပ်ယူကတပ်ပစ်လိုက်ပါတယ်ရှန်ချီဟာဖခင်ဆုံးရှုံးလိုက်ရပေမဲ့ညီမဖြစ်သူနဲ့နဂါမင်းတို့ရဲ့အကူအညီနဲ့မကောင်းဆိုးဝါးကြီးကိုဆက်လက်တိုက်ခိုက်ပါတယ်အကောင်ကြီးဟာနဂါမင်းရဲ့ဝိညာဉ်ကိုပါစုပ်ယူဖို့ကြိုးစားပြီးအားလုံးအသက်အန္တရာယ်ကြုံနေရတဲ့နောက်ဆုံးမိနစ်မှာကေတီဟာသူမရဲ့မြအားတစင်ကိုမကောင်းဆိုးဝါးကြီးရဲ့လေချောင်းတက်တက်စီမှန်ကန်အောင်ပြစ်ခတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်ရှန်ချီဟာလက်ကွင်းတစ်ဆက်ကွင်းရဲ့အစွမ်းအလုံးကိုတုံးပြီးမကောင်းဆိုးဝါးကြီးရဲ့ရင်ဘတ်ကိုရိုက်ခွဲကတဆစီဖြစ်အောင်ခြေမုံဖြက်စီးပစ်လိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲအပြီးမှာကြာဆုံးသွားတဲ့သူတွေကိုမိစာမျောပြီးဂုဏ်ပြုခဲ့ကြပါတယ်။နဂါးမင်းလည်းကောင်းကင်ယံစီပြန်တန်းသွားခဲ့ပါတယ်။နောက်တော့ရှန်ဂျီနဲ့ကေတီတို့ဆန်ဖရန်စစ္စကိုပြန်ရောက်ပြီးတငယ်ချင်းတွေကိုဒီအကြောင်းတွေပြောပြပေမဲ့ဘယ်သူမှမယုံကြပါဘူး။ညီမဖြစ်သူရှာလင်ကတော့ဖခင်ရဲ့10 ကွင်းဖွဲ့ချုပ်ကိုပြန်ထိန်းသိမ်းဖို့ကြံခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဗဟေလီဆန်နဲ့မော်ဆီယာဝေါင်ရောက်လာပြီးရှန်ချီစီမှာလက်ကွင်းတွေရှိနေသေးလဲလို့မေးကသူတို့နှစ်ယောက်ကိုလာရောက်ခေါ်ဆောင်သွားခဲ့ပါတော့တယ်။အားပေးကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကို like နဲ့ subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနောက်ဗီဒီယိုကြမှာပြန်ဆုံကြတာပေါ့